တခါတုန်းကရန်ကုန်ဆိုတဲ့ရွာလေးတစ်ရွာမှာတစ်တောက်အိမ်မြင်တစ်လုံးရှိတယ်။အဲ့ဒီအိမ်ထဲမှာပစိုးအပြာနဲ့တိုက်ပုံအင်ကြီးဝတ်ထားတဲ့မောင်မောင်ချောင်းနေထိုင်တယ်။သူကမာနကြီးပြီးကိုအားကိုယုံကြည်လွန်းတယ်။အိမ်နရံတဲကအပေါက်လေးမှာတော့အနီရောင်ပစိုးတိုနဲ့အင်ကြီးလက်တို့ဝတ်ထားတဲ့မောင်ကျွတ်ကြီးနေထိုင်တယ်။သူကသေးသေးလေးပဲညံ့ကောင်းတယ်။ဒီနေ့မှာမောင်မောင်ချောင်းကခေါင်းမောင်းကိုပြင်ဝတ်ပြီးဒီနေ့တော့မောင်ကျွတ်ကြီးကိုမလွတ်စေတာဘူးလို့ပြောလိုက်တယ်။မောင်ကျွတ်ကြီးကမကြောက်ပဲစပွဲပေါ်ကိုခုန်တက်သွားပြီးလက်ဖက်ရည်ခွက်ကိုလှမ်းချလိုက်တယ်။လက်ဖက်ရည်ယိုနေတဲ့ဂျမ်းပင်ပေါ်မှာမောင်မောင်ချောင်းခြေလှမ်းလိုက်ရင်ခြေချော်ပြီးလဲကျသွားတယ်။မောင်မောင်ချောင်းကဘဲရမလဲထက်လှမ်းတယ်။ဒါလည်းထက်ချော်ကြတာပဲ။ဒါနဲ့နောက်ဆုံးမှာမောင်မောင်ချောင်းပင်ပန်းသွားပြီးပစိုးကိုပြန်ပြင်ဝစ်ရင်ထိုင်နေရတယ်။မောင်ကျွတ်ကြီးကတော့တီးတီးလေးပေမဲ့ညံနဲ့အနံ့ယူနိုင်ခဲ့တယ်